ခုကျွန်တော်မျှဝေပေးခြင်းတဲ့အကြောင်းအရာတွေကကျွန်တော်တို့ Viber Data Backup ပြုလုပ်တဲ့နည်းလေးကိုကျွန်တော်ပြောပြပေးမှာပဲဖြစ်ပါတယ်နော် Viber Data Backup ကဘာလဲဆိုကျွန်တော်တို့ Viber မှာပြောထားတဲ့အချက်လက်တွေပေါ့နော်ပြောထားတဲ့စကားတွေကိုပေါ့နော်ဟိုတခြားဖုန်းပြောင်းတဲ့ခါမှာလည်းအဲ့ဒီ data တွေအကုန်လုံးပြန်ပါအောင်ပြုလုပ်တဲ့နည်းကို Viber Data Backup ပြုလုပ်တဲ့နည်းလို့ခေါ်ပါတယ်နော်ဗီဒီယိုအတစ်လေးတွေအများအားတင်ပေးမှာမို့ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် like and subscribe လေးတွေလုပ်ပေးဖို့မမေ့သွားကြပါနဲ့အောင်နော်ကျွန်တော်တို့ဒါဆိုရင် Viber application တွေကိုတွားမယ်နော်ကျွန်တော် Viber ကိုဆက်နေမယ်နော်ပြီးရင်ဒီအောက်ဆုံးမှာမိုးဆိုတဲ့အကောင်တွေရှိရနော်ကျွန်တော်များပြထားတယ်ဗျမိုးတစ်ချက်နေမယ်နော်ပြီးကျွန်တော်တို့ setting ကိုနှိပ်မယ်နော်ကျွန်တော်အကောက်ကိုနှိပ်မယ်နော်အပေါ်ဆုံးကအကြောင်း Viber Backup ထဲကိုကျွန်တော်နှိပ်မယ်နော်ကျွန်တော်အနီလေးနဲ့ဝိုက်ပြထားတဲ့ setting ဆိုရလေးကိုနှိပ်မယ်နော်ပြီးရင်ကျွန်တော်ဒီမှာကိုရှိတ်မဲ့ Gmail တစ်ခေါက်ခေါက်နဲ့ရှိတ်လိုက်ရုံပါပဲနော်ပြီးကျွန်တော် OK ကိုနှိပ်မယ်နော်ကျွန်တော်တို့ content ကြီးကိုတစ်ချက်ထပ်နိုင်မယ်နော်မြတ်ပြထားတဲ့ back end နောက်ဆွဲကောင်လေးနိုင်မယ်နော်ဟုတ်ဒါဆိုရင်တော့ကျွန်တော်တို့ auto back end ကျွန်တော်တို့ Viber data back end လုပ်ထားပြီးပြီဖြစ်ပါရဲ့နော်